လွန်ခဲ့တဲ့နိုင်ပိုင်းလောက်က online ကနေဖြစ်အပြင်ဆိုင်မှာဖြစ်ပစ္စည်းတစ်ခုခုဝယ်ခဲ့တာလေးကိုခဏလောက်ပြန်စဉ်းစားကြည့်လိုက်ရအောင်အဲ့ဒီရိုးရှင်းတဲ့လောက်ရက်လေးကနေစပြီးကဘာပေါ်မှာအကြီးမားဆုံးနဲ့အခြေခံကြားဆုံးစက်ရံတရားကြီးတစ်ခုခုနဲ့ဓာတ်ရိုက်ချိတ်ဆက်သွားပြီဆိုတာသိထားမိကြရလားအားလုံးပဲမင်္ဂလာပါအခြေခံဘောဂပိကြဆိုင်ရာဒီကနေ့ရှင်းလင်းချက်အစီအစဉ်ကနေကြိုးဆိုပါရစေဒီနေ့တော့စီးပွားရေးလောကရဲ့တကယ်အသက်သွေးကြောဖြစ်တဲ့ဆေးဝက်ဆိုတဲ့အရာကိုအသေးစိတ်တူတူလေ့လာကြည့်ကြပါမယ်တကယ်တော့ဈေးကွက်ဆိုတာဘာလဲဆိုတဲ့အဓိကမေးခွန်းလေးနဲ့စလိုက်ကြရအောင်ပါတာမန်တော့ဖြစ်ဈေးကွက်ဒါမှမဟုတ်ဈေးလို့ကြားလိုက်တာနဲ့ယူရရန်စီကားနေတဲ့နေရာတစ်ခုတာငါလေးဟင်းသီးဟင်းဝက်ကျူရောင်းချနေတဲ့နေရာဒါမှမဟုတ်ပစ္စည်းလေသွားဝယ်ရတဲ့အဆောင်ကြီးမမတစ်ခုလိုပြေးမြင့်တတ်ကြတယ်ရောနေ့စဉ်ဘဝမှာအဲ့လိုပဲမြင်တွေးနေရတာဆိုတော့ဒီလိုတွေးမိတာလုံးဝမဆန်းပါဘူးဒါပေမဲ့စီးပွားရေးပညာရဲ့ရှုထောင့်အစစ်ခနဲ့ကြည့်မိဆိုရင်တော့ဒီမြင်လေးကနည်းနည်းလေးကျဉ်းလို့နေပါသေးတယ်ဘောဂဗေဒမှာတကယ်စိတ်ဝင်စားစရာအကောင်းဆုံးကအခုနကကျွန်တော်တို့တွေးထားတဲ့အယူအဆကိုအပီကိုင်ဖြောင်းလဲပစ်လိုက်တာပါပဲစီကွက်ဆိုတာရုပ်ဝတ္ထုရာတရှိနေတဲ့နေရာတစ်ခုတည်းကိုခေါ်တာလုံးဝမဟုတ်ပါဘူးအဆောင်အုံတစ်ခုလန်ထောင်းကကုံစုံဆိုင်လေးဒါမှမဟုတ်မြို့လက်ခေါင်က shopping mall ကြီးတစ်ခုတည်းကိုပဲကန့်တက်ပြီးစီကွက်လို့ခေါ်တာမဟုတ်ဘူးပေါ့အတိပယ်စမန်ကအဲ့ဒီထက်အများကြီးပူကျဲပြန့်သွားတယ်နေရာဒေတာတစ်ခုတည်းမှာရက်တက်နေတာမျိုးမဟုတ်ဘဲအများကြီးပူနဲ့ရှိုင်းတဲ့သဘောတရားတစ်ခုကိုစားဖြူနေတာပါဒါဆိုရင်အရေးကြီးဆုံးဖြစ်တဲ့အတိပယ်တမတ်ချက်ကိုတေချာလေးနားလည်အောင်လုပ်ကြည့်အောင်ဈေးကွက်ဆိုတာဝယ်ထုနဲ့ရောင်းထုတွဲဆုံပြီးကုန်ဖြစ်စီဝန်ဆောင်မှုဒါမှမဟုတ်ငွေကြေးအပြန်အလှန်ဖလဲတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒီနေရာမှာအဓိကအလေးအနက်ထားမှစီခြင်းတဲ့စကလုံးကစနစ်ဆိုတာပါပဲငင်းတက်နေတဲ့အဆောင်အုံကြီးမဟုတ်ပဲအမြဲတမ်းလှုပ်ရှားလဲပတ်နေတဲ့ကြီးမားတဲ့ကွန်ရက်ကြီးတစ်ခုလိုမြင်ကြည့်ပါပိုပြီးမြင်တောင်ပြောရရင်ပါဝင်ပတ်သက်သူတွေအဆက်မပြတ်အပြန်အလှန်တွဲဖက်ကားပြနေတဲ့အာကိန်းတစ်ခုနဲ့ပို့တူပါတယ်အဲ့ဒီလိုလဲတဲ့မှုတွေထိပေါ်နေတဲ့ထိစင်တစ်ခုလုံးအစုဝေးကြီးကိုမှဈေးကွက်လို့ခေါ်ဆိုတာဖြစ်ပါတယ်ကဲဒီစနစ်ကြီးအသက်ဝင်ဖို့ဆိုရင်မရှိမဖြစ်လို့အတဲ့အစိတ်ပိုင်းလေးခုရှိပါတယ်ဥပမာလေးတစ်ခုနေကြည့်ရအောင်ကော်ဖီဆိုင်တစ်ဆိုင်မှာကော်ဖီတစ်ခွက်သွားဝယ်တယ်လို့မြင်ကြည့်လိုက်ပါပထမဆုံးအနေနဲ့ကော်ဖီတောက်ချင်တဲ့ကျွန်တော်တို့လိုဝယ်ယူသူတွေရှိဖို့လိုပါတယ်ဒုတိယအနေနဲ့ကကော်ဖီဖြောပေးမဲ့ရောင်းချသူတွေရှိရမယ်တတိယအနေနဲ့ကတော့အဲ့ဒီနှစ်ဦးကြားမှာလဲလှယ်မဲ့ကော်ဖီဆိုတဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုရှိရမယ်နောက်ဆုံး၄ခုမြောက်အနေနဲ့ကတော့အဲ့ဒီလဲလှယ်မှုကိုချောမွေ့သွားစေမဲ့ငွေကြေးဒါမှမဟုတ်လဲလှယ်ရေးကြားခံတဲ့လိုအပ်ပါတယ်ဒီအစိတ်ပိုင်း၄ခုစလုံးအချိတ်ဆက်မိအလုတ်လုံးမှသာဈေးကွက်ဆိုတဲ့စနစ်ကြီးကအောင်မြင်စွာလဲပတ်နိုင်မှာဖြစ်ပါတယ်ဒီသဘောတရားကိုသေချာကြည့်ရင်မြန်မာခေတ်မှာဈေးကွက်ရဲ့ဖုန်စံတွေဘလောက်တောင်ကွဲပြားဆန်းသက်သွားပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်ရုပ်ကတဲ့ကဈေးမှာဟင်းသင်းရုပ်ဝိုင်တာဟာတမားရုပ်ချက်ဈေးကွက်စနစ်တစ်ခုဖြစ်တယ်လို့ Shopee ဒါမှမဟုတ် Facebook လို digital platform တွေကနေ online ကနေဈေးဝယ်တာဟာလည်းပြည့်စုံတဲ့ဈေးကွက်စနစ်တစ်ခုပါပဲတကယ်အန်တော်စရာကောင်းတာကရုပ်ပိုက်ဆိုင်ရာနေရာဒေတာဆိုတာရည်မရှိတော့ပဲ digital ကွန်ရက်တွေရောက်သွားပေမဲ့လည်းဈေးခွက်ရဲ့အနှစ်သာရဟာရာခိုင်နှုန်းမြင့်အသက်ဝင်နေစေချစ်တယ်ဆိုတာပါပဲဝယ်သူနဲ့ရောင်းလူဟာလူချင်းတက်ရိုက်မတွေ့ရပါပဲကွန်ရက်တစ်ခုကနေတစ်စင်ကုန်လေးစီးနေငွေကြီးကိုဖလှယ်ကြတဲ့အတွက်အားလုံးဟာတူညီတဲ့ဈေးခွက်တွေကြီးရဲ့ဖြစ်ပါတယ်ကဲရောက်လာပါပြီဒီအချက်ကတော့တကဘာလုံးရဲ့စီးပွားရေးကိုမောင်းနေတဲ့တကယ်နှလုံးသွေးကြောပါပဲဈေးကွက်တစ်ခုလုံးရဲ့အဓိကသက်သွေးကြောဟာရောင်းလို့အားလို့ခေါ်တဲ့ supply နဲ့ဝယ်လို့အားလို့ခေါ်တဲ့ demand ဆိုတဲ့မြင်မရတဲ့အင်အားစုကြီးနှစ်ခုတွေ့ဆုံရနေရဖြစ်ပါတယ်ရောင်းချသူတွေကပေးချင်တဲ့ပမာဏနဲ့ဝယ်ယူသူတွေကလိုချင်တဲ့ပမာဏလို့မျှထားတဲ့စုံမက်တစ်ခုမှတွေ့ဆုံပြီးလဲလှယ်မှုတွေပြုလုပ်ချတဲ့သဘောပေါ့ဒီ engine စက်ကြီးကနေတဆင့်စီးပွားရေးလှုပ်ရှားမှုအားလုံးကိုမောင်းနေနေတာပါအလွယ်ပြောရရင်စီးပွားဆိုတာဒီအားစုနှစ်ခုကြားကမျှတမှုကိုမြဲတမ်းရှောက်ဖွေးနေတဲ့စင်ဆက်မဖြစ်လှုပ်ရှားမှုချစ်စင်တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ရှင်းလင်းချက်အစည်းအဝေးရဲ့အဓိကအကျုံးဆုံးနဲ့အများအားမသားထားစေခြင်းတဲ့သတင်းစကားကတော့ဈေးကွက်ဆိုဒီမှာရုပ်ဝတ္ထုပိုင်းဆိုင်ရာအဆောက်အုံတစ်ခုမျှတာမဟုတ်ပဲလဲလှယ်မှုများဖြစ်ပေါ်နေသောစနစ်တစ်ခုအဖြစ်နားလည်ထားရမည်ဆိုတဲ့အချက်ပါပဲဈေးကွက်ကိုအုတ်တီဘေးလက်မီတွေနဲ့တိဆောက်ထားတဲ့နေရာတစ်ခုအနေနဲ့မြင်တဲ့အမြင်ကနေစက်တိုက်ဖြစ်ပေါ်နေတဲ့ပြောင်းလဲလှုပ်ရှားနေတဲ့ကြီးမားတဲ့လဲလှယ်မှုစနစ်တစ်ခုအနေနဲ့မြင်တတ်ဖို့စဉ်းစားမှုကိုအစစ်အမြင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ညီကုန်းချက်အနေနဲ့အမောက်တော့စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ချင်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာတခြားဘလို့မျက်မရတဲ့ဈေးကွက်တွေလက်ပတ်နေသေးလဲဆိုတာပါပဲ။ကိုယ်တိုင်တော့တတိမထားမိပဲနေ့စဉ်နဲ့မြအပဝန်းပတ်သက်နေတဲ့ရောင်းလို့အားနဲ့ဝယ်လို့အားစနစ်တွေအများကြီးရှိနေပါတယ်။အလုတ်ကိုင်းဈေးကွက်ငွေချေးဈေးကွက်ဒေတာမကဘူးလူမှုကွန်ရက်တွေပေါ်မှာအချိန်တွေကိုဖလှယ်ကြတဲ့အာယုံဆိုင်မှုဈေးကွက်မျိုးဒါမှမဟုတ်လူချင်းရဲ့ဆက်ဆံရေးတိဆောက်ကြတဲ့ချိန်တွဲမှုဈေးကွက်တွေအထိမျက်မရတဲ့ဈေးကွက်တွေဟာနေရာတိုင်းမှာအသက်ဝင်နေပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကိုတေချာပြန်လေးလက်ကြည့်ပြီးအဲ့ဒီမမြင်ရတဲ့ဈေးကွက်တွေကိုရှာဖွေကြည့်ကြဖို့တိုက်တွန်းရင်ဒီကနေ့ရှင်းလင်းချက်ကိုဒီမှာပဲရပ်နားလိုက်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။